ရေကြလေးလေးရပါပြီခင်ဗျာအခုပြုလုပ်မဲ့ဒီဇိုင်းလေးကရေတလီတာလိုပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ရေတလီတာကိုအသုံးပြုသွားမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ရေတလီတာပဲဖြစ်ပါတယ်ဒါလေးကတော့စားပဲဖြစ်ပါတယ်ဒါလေးကတော့တရားပဲဖြစ်ပါတယ်ဒါလေးကတော့ဒီဇိုင်းဖြောတောက်ပြီးထည့်မယ်ဖြိုပါလဲခွက်လေးပဲဖြစ်ပါတယ်ဒါလေးကတော့စားလေးပဲဖြစ်ပါတယ်ကျွန်တော်စားကိုတစ်စုံထည့်ပါမယ်လက်ဖက်ရည်စုံလေးနဲ့ပဲဖြစ်ပါတယ်ဒါလေးကတော့တရားပဲဖြစ်ပါတယ်တရားကိုကျွန်တော်6ဆုံးထည့်ပါမယ်ဖြစ်ပါတယ်လက်ဖက်ရည်စုံလေးနဲ့ပဲဖြစ်ပါတယ်ဒါလေးနှစ်ဆုံးသုံးဆုံးလေးဆုံးငါးဆုံး6ဆုံးကျွန်တော်စားတဲ့ကြောင်ကိုအကုန်လုံးထပ်ပွားပါပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မွေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ရေတလီတာနဲ့စပြီးဒီဇိုင်းပြောမှာပဲဖြစ်ပါတယ်